lobster မှာကြုံရတယ် lobster မှာကြုံရတယ်တော်တော်စိတ်ကျူးစရာကောင်းမှထင်တယ် lobster မှာတော့တော်တော်စိတ်ကျူးရတယ်ပေါ့နော်အေးမကြိုက်ဘူးရှုပ်ရှာတော့မကြိုက်ဟုတ်ကဲ့ပြောပါရဲကိုဗန်နီနဲ့အစတွေကကိုဗန်ကအစအဲ့လိုဘန်ကလူတွေတယောက်ချင်းစီရှေ့ထုတ်ပြီးတီးကြမယ်ပေါ့နော်တီးကြမယ်တိုင်ပင်ထားပြီးတော့ရှေ့ထွက်တော့ why အပေးကြတွေ့ရတော့ဝမ်းသာပါတယ်ဟုတ်အဲ့တော့ဘန်နီဝန်တဲ့မုံမလည်းဘုံဝန်တဲ့မုံဖြစ်သွားတာ ဟုတ်အဲ့လိုမဟုတ်ပါဘူးလာပြည့်အကြောင်းကတော့ကျွန်တော်ဟိုဟာဒီ Valerie production နဲ့လည်းကျွန်တော်ရင်းနှီးရယ်ရင်းနှီးရလည်းလုပ်တွေလုပ်ခဲ့ပြီးရယ်ပေါ့နော်ပြီး Valerie ရဲ့ပွဲဥပဒေလေးဖြစ်တယ်ပြီးတော့ဒီကားကိုလည်းကျွန်တော်စိတ်ဝင်စားမှုရှိရယ်ပေါ့နော်အစားရ trailer တင်နေရ teaser တွေ့တွေကအဓိကကတော့ actor တွေပေါ့နော်ကိုနိုင်နိုင်ရဲ့ comeback လည်းဖြစ်တယ်ကိုနေတိုမကစ်ဆိုတော့ဘာမှပြောစရာမရှိဘူးပေါ့နော်အရန်စိတ်ဝင်စားတယ်ပြီးသုံးမျိုးဆိုင်ကြည့်ရမှာဆိုတော့လေဟုတ်ကဲ့lobster မှာကြုံရတယ် lobster မှာကြုံရတယ်တော်တော်စိတ်ကျူးစရာကောင်းမှထင်တယ် lobster မှာတော့တော်တော်စိတ်ကျူးရတယ်ပေါ့နော်အေးမကြိုက်ဘူးရှုပ်ရှာတော့မကြိုက်ဟုတ်ကဲ့တရုတ်ဆောင်ဘက်ချမ်းမှာတော့ကျွန်တော်လောဆယ်လက်ခံတာမရှိသေးဘူးဒါပေမဲ့ကျွန်တော်ကြိုက်တဲ့ဇက်လေးတော့ရှိတယ်ကျွန်တော်အခုရွေးနေရပေါ့နော်ဟုတ်ကဲ့ပြီးတော့မင်းသားလုပ်ချင်တဲ့ပုံစံလှုပ်ဖြစ်မယ်ထင်တယ်လုပ်ရတယ်ဒါပေမဲ့နည်းနည်းတော့ကြာအောင်မယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ကတော့အဲ့လိုတော့မမြင်ပါဘူးကျွန်တော်ကို actor လို့လည်းမမြင်သေးဘူးကျွန်တော်ကို drama ဟိုအခုလက်တည်းပွဲတွေပဲတီးရယ် drum တီးရယ်ပေါ့နော်ဆိုတော့အဲ့တိုင်းပါပြောပါတယ်ဒီကျွန်တော်ပထမဆုံးကားကိုလည်းလက်ခံပေးကြရတယ်ကျွန်တော်တရုပ်ဆောင်မှုလည်းအားပေးကြရတယ်ပေါ့နော်အားပေးကြရတဲ့အတွက်လည်းမြင်ရရန်ဝမ်းသာပါတယ်အဲ့လို limit ကြီးရောလည်းမဟုတ်ဘူးဗျာကျွန်တော် limit တော့ဒါပေမဲ့အချိန်ကျွန်တော်အချိန်ရန်ယူရတော့အပြင်အလုပ်တွေနဲ့ရောအချိန်ယူရတာဆိုတော့ဒါပေမဲ့အချိန်တစ်ခုတော့ယူရမှာဟုတ်အဲ့တော့ဘန်နီဝန်တဲ့မုံမလည်းဘုံဝန်တဲ့မုံဖြစ်သွားတာဟုတ်အဲ့လိုမဟုတ်ပါဘူးပြောပါရဲကိုဗန်နီနဲ့အစတွေကကိုဗန်ကအစအဲ့လိုဘန်ကလူတွေတယောက်ချင်းစီရှေ့ထုတ်ပြီးတီးကြမယ်ပေါ့နော်တီးကြမယ်တိုင်ပင်ထားပြီးတော့ရှေ့ထွက်တော့ why အပေးကြတွေ့ရတော့ဝမ်းသာပါတယ်ဟုတ်ကျူတွေ့တာဆိုကျွန်တော်လုပ်ချင်တဲ့အရာတွေကောင်းကောင်းလုပ်မယ်မလုပ်ချင်တဲ့အရာဆိုတော့မလုပ်လုပ်ချင်တာလုပ်တာပေါ့နော်လုပ်ချင်တာလုပ်တာများတယ်ဆိုတော့လုပ်ချင်တဲ့အရာကိုလည်းကောင်းကောင်းလုပ်မယ်လို့တွေးထားပါတယ်ဟုတ်ကဲ့ကျွန်တော်အခုဟိုဟာဒီ drum D ရဲ့ပတ်သက်တာရော music produce လုပ်တာရောအခုထပ်tiêuဆောင်ပြမယ်ဆိုလို့ရှိရင်လည်းနောက်စကားရှိခဲ့ရင်လည်းအားပေးကြပါဦးလို့ပြောချင်ပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်အားပေးကြတယ်